ကဲဒီနေ့မနက်စာလေးကတော့အုံလို့ခောက်ဆွဲရဲ့တင်းနုလေးရဲ့ပြီးတော့ဝတ်တာပေါက်စီလေးရစားချမင်းအုံလို့ခောက်ဆွဲဒီအုံလို့ခောက်ဆွဲကမဲမင်းကြီးမအုံလို့ခောက်ဆွဲဖြစ်ပါတယ်နော်ဒီအုံလို့ခောက်ဆွဲလေးအရာတော်မြင့်ကြည့်အောင်အနံလေးကမှုေးပြီးတော့အရသာလေးလည်းကောင်းတယ်အုံလုံးခောက်ဆွဲရတယ်ဖြူဘက်ဖြူရောဖြစ်နေတာအဲ့ဒါဟိုကငရုတ်ကြီးတွေပါထည့်မစားကြအောင်အုံလုံးခောက်ဆွဲအချိုစားတဲ့အရသာဖြစ်တော့ပြိတ်ပြီးတော့ငရုတ်ကြီးတို့အချင်းတို့တိတ်ထည့်မထည့်ဘူးပေါ့နော်တိုင်းပဲစားလိုက်တာဝေးရန်ကောင်းလားဘတ်ဒီလိုမျိုးလေးဖြတ်စားမှာပေါ့နော်ဒါပေမဲ့ဖြတ်မစားပဲနဲ့ဒီလိုပဲစားလိုက်တော့မှာဘူးကြော်လေးနဲ့ပဲစားကြတယ်ငွေကတော့အုံးလောက်ခောက်ဆွဲလို့ဆိုရင်ဘူးကြော်နဲ့ပဲအကျုပ်လေးငဖိတ်ထဲမှာကြာရှုပ်တယ်နဲ့အယိုးတွေတော့ပါတယ်အဲ့ဒါတော့တိမ်စားကြအောင်ဟာနည်းနည်းပင်နေနဲ့ချက်တော့နေများနဲ့လူကြီးရတော့အုံးလို့ခောက်ဆွဲဆိုပြီးမှဟိုလိုမျိုးတွေးတိုးမဲ့ပုံစံမပေါက်ဘူးဘာလို့လဲဆိုတော့ဟိုကောင်းတယ်ပေါ့လေးနဲ့စားလို့ကောင်းတယ်ပေါ့နော်ဒီလိုလက်စာကိုကောင်းစားမှာငါးစာကိုလျှော့စားမှာနော်တနေ့တာအတွက်လုံလောက်တဲ့အာဟာရတွေဖြစ်ဖို့အတွက်ကမနက်စာမှာအာဟာရရှာပြီးရင်ဒီပဲနုကဘာလို့တောက်တောင်ဆိုအသက်40ကျော်လာဖြစ်တဲ့အတွက်ဒီပဲနုစစ်ကိုတောက်ရမှာနော်အဲ့လိုပဲနုစစ်ကိုတောက်ထားမှမျိုးသမီးတွေရဲ့သွေးဆုံးကန်တဲ့ယောဂဝေဒနာတွေကိုတက်တာမှာဖြစ်တယ်နော်ဒါလိုမဲ့တက်တာ